ကျွန်တော်ဒီ Xiaomi ဖုန်းချင်းချင်းပေါ့နော်ဒီ photo တွေ video တွေကိုကူးတဲ့အချိန်မှာကျွန်တော်အရင်တော့လို့စပြတွေပါတွေသွားပြီးသုံးရမလို့တော့ဘူးဒါကျွန်တော်တို့ဒီ video လေးကိုနှိပ်လိုက်မယ်ကျွန်တော်ခုနပြထားတယ်ပေါ့နော်ဒီမှာ sans ကိုနှိပ်လိုက်မယ်အဲ့မှာဒီလိုလေးကျွန်တော်တို့ဖုန်းကိုကတ်လိုက်တာနဲ့ဒီ video လေးကဒီဘက်ကိုရောက်သွားမှာပဲဖြစ်ပါတယ်ကိုကလက်ခံမဲ့ဆိုအမှန်ချင်းလေးကိုနှိပ်လိုက်ပါဒါ63 mega ပဲရှိတဲ့ဒီ video ရဲ့ site ကဒါရမ်းမြန်တယ်ကူရတာအဲ့ကြောင့်ကျွန်တော်တို့ဒီလိုကူးဖို့တက်ကဗာလေးတွေဖွင့်ထားပေးဖို့လိုလဲပေါ့နော်အဲ့ setting လေးကိုကျွန်တော်တစ်ချက်ပြောမယ်ဒီ note ဒီဘာမှာပါပါတယ်ဒီ Xiaomi share ဆိုတဲ့ဟာလေးပါနော်ဒီ Xiaomi share ဆိုတာလေးကိုကျွန်တော်တို့ဖွင့်ပေးထားဖို့လိုတယ်ပြီးတော့ from everyone ဆိုတာလေးကိုဖွင့်ပေးထားဖို့လိုတယ်from this account ဆိုလို့ရှိရင်တော့ဒီ Xiaomi account မှာရှိတဲ့ content တွေကိုပဲသူကပို့ပေးလို့ရမှာဖြစ်တယ်ကျွန်တော်တို့ from everyone ကိုရွေးတယ်ဒီဘက်ကလက်ခံမဲ့ဖုန်းမှာလည်းအဲ့ဒီ Xiaomi share လေးကဖွင့်ပေးထားဖို့လိုပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ပို့ခြင်းတဲ့ photo တွေ video တွေကိုကျွန်တော်တို့ဒီမှာ select လုပ်လိုက်မယ် select လုပ်ပြီးတော့ကျွန်တော် sans ကိုနှိပ်မယ်နော်နှိပ်ပြီးဖုန်းနှလုံးကိုဒီလိုလေးကတ်ပေးလိုက်ရုံပါပဲphoto လေးတွေကရောက်သွားပါပြီသူကရမ်းမြန်တယ်ပေါ့နော် high speed transfer rate လည်းရတယ်လို့ကူရတာလည်းအရန်ကိုဘယ်လိုပြောရမလဲအဆင်ပြေတယ်ပေါ့ကျွန်တော်တို့ဒါကကျွန်တော် Xiaomi share ကိုအကျိုးရှိရှိဘယ်လိုသုံးမလဲပေါ့နော် setting မှာဘယ်လိုတောက်ဖွင့်မလဲဆိုတာပြပြပေးတာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ